ဘဝမှာတွေ့နေရတဲ့အတွေ့အကြုံတွေရင်ဆိုင်နေရတဲ့အဖြစ်အပျက်တွေဟာအလုံးဟာကိုယ်စိတ်တိုင်းကြပါစေမယ်ဆိုတဲ့အနေအထားမျိုးရှိပါသလားမရှိမတော့ဟုတ်လားအကြောင်းအားလည်းဆိုတော့သူဖြစ်ချင်လို့ဖြစ်နေတာလေကိုယ်စိတ်တိုင်းကြကိုယ်မြင်ခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြကြားခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြတွေ့ခွင့်ပေးမှာမဟုတ်သူအခြေအနေရတွေ့နေရကြုံနေရတာမမြင်ကျင်တာတွေလည်းမြင်ရမှာပဲမကြားကျင်တာတွေလည်းကြားရမှာပဲမတွေ့ကြုံလို့တာကိုလည်းတွေ့ကြုံရမှာပဲအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့မှာသီးခံခြင်းဆိုတဲ့နော်ရင့်ကျက်တဲ့ဒီအည်အသွေးသာမပိုင်ဆိုင်ဘူးဆိုရင်ဘလို့မှအစင်မပြေနိုင်ဘူးဆိုတာကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်အစင်မပြေတဲ့ကိစ္စတွေတွေ့လာတိုင်းကြုံလာတိုင်းရပါတယ်ထားလိုက်ပါဆိုတော့တာလေးကြော်လွှားသွားနိုင်ဖို့အရေးကြီးတယ်ဟုတ်လားသီးခံခြင်းဆိုတဲ့အည်အသွေးအလွန်မှလိုအပ်တယ်နော်ဒီမခံနိုင်လို့လည်းပဲဦးဇင်းတို့တကယ်တမ်းစိတ်တိုင်းမကြတဲ့ကိစ္စတွေကစိတ်တိုင်းကြသွားတာတော့လည်းမဟုတ်ပါဘူးသီးမခံလို့ဒေါသဖြစ်လို့ပူကလောင်ရတာပဲအဖက်တင်တာပါပဲဟုတ်လားဒါကြောင့်သီးခံခြင်းတရားနဲ့နော်ရင်ဆိုင်ဖြည့်ရှင်းနိုင်မယ်ဆိုရင်အဖြေကပိုးပြီးတော့ကောင်းကောင်းမွန်မွန်ထွက်လာမယ်သီးမခံနိုင်ဘူးဆိုလို့ရှိရင်တွေ့နေရတာအဆင်မပြေတာတစ်မျိုးသီးမခံလို့ဒေါသနဲ့တုံ့ပြန်လိုက်လို့ပိုးပြီးတော့ဆိုးဝါးလာတာကတစ်မျိုးပိုးပြီးတော့အခြေအနေပိုးပြီးတော့ဆိုးဝါးတဲ့အဖြေကိုပဲရမှာဒါကြောင့်သီးခံခြင်းတရားဖြင့်တာလည်းအရာရာကိုဦးဇင်းတို့ရင်ဆိုင်နိုင်မယ်ဆိုရင်အလွန်ကောင်းတဲ့အကျိုးရလဒ်တွေကိုရမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားသီးခံခြင်းတရားကိုဘယ်လိုတောင်ဟောထားတော့ခန္တီပရမတ္တပောတိတိခသီးခံခြင်းဆိုတဲ့အလေးအကျင့်ဟာအလေးအကျင့်တကအလေးအကျင့်တွေမှာအကောင်းဆုံးလေ့ကျင့်ပဲလို့ဟောထားတာလေ့ကျင့်တဲ့နဲ့နော်ငါဒီကနေ့နော်ဘလို့အစင်မပြေတာဝဲမြင်ရဘလို့အစင်မပြေတာဝဲကြားအရှိထဲကိုဒေါသဖြင့်မပူလောင်အောင်စေရဘူးဆိုတဲ့အဋ္ဌံမှုနဲ့လေ့ကျင့်ကြည့်ပါလားသူဖြစ်ချင်ရဖြစ်စမ်းမစေမစိတ်ထဲကိုအဲ့ဒါကဝင်ပြီးတော့မထိခိုက်စေရဘူးဆိုတဲ့စိတ်နဲ့လေ့ကျင့်ကြည့်ပါလားဒီနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်တော့နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဘုရားဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့တမျိုးလေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘောင်းဆိုရှေ့ကနေပေါ်လာတယ်တိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုပွတ်ချလိုက်တယ်မတိုင်ဘူးဟောစရာကောင်းတာရှေ့ကမှားတဲ့ကားသူတို့ရှေ့ကကိုယ်လာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့နော်အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးဘူးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြန်ပြောတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့အော်အထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့နေသမ်းပါအောင်ပေါ့ကျုပ်တို့ခဏနေခုနတော့မှဆိုတော့ကားတိုက်ခံမဲ့သေးနည်းနည်းလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်ကိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလည်းထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံးပြုံးရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့